နောက်ထပ်မေးခွန်းတစ်ခုကအနောက်နိုင်ငံသားတွေဟာဖျားလောင်းနေဖြစ်နိုင်မှာလားရှင်ဗျာဗုဒ္ဓဘာသာမထွန်းကားတဲ့အနောက်နိုင်ငံတွေဟာဘာကြောင့်ကမ္ဘာအင်အားကြီးနိုင်ငံများဖြစ်နေပါလဲဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံတွေဟာလည်းလောကီရေးမှာထိတ်တန်းမဖြစ်တာကိုတွေ့ပါတယ်ဥပမာအဖြစ်တပည့်တော်တို့ဗုဒ္ဓဘာသာအစစ်မှန်ထွန်းကားတယ်ဆိုရင်ညီမာတို့ယူရီးယားတို့သီရိလင်္ကာတို့ဒီလိုအကြမ်းမြင့်တပည့်တော်တို့သုံးသပ်လို့ရပါတယ်ရှင်ဗျာအဲ့တော့ဗုဒ္ဓဘာသာအစစ်မှန်ကိုကိုးကွယ်နိုင်ငံတိုးတက်ရေးအတွက်အခက်အခဲများတားဆီးများဖြစ်နေပါလားရှင်ဗျာရှင်ပြပြီးတော့ဘုရားဘာသာကိုကိုယ်ကိုနိုင်ငံတိုးတက်ရေးအခက်အခဲတားဆီးဖြစ်တယ်လို့ခဏလူငယ်ထူတော်တော်များများကတွေးတော်မိနေတာရှိပါတယ်ရှိတယ်။ဘုန်းကြီးကိုရီးယားသွားတော့ကလည်းပဲကိုရီးယားလူငယ်တွေဟာအဲ့ဒီလိုတွေးခေါ်မျိုးတွေရှိတယ်။နော်ဒါကတော့မမှန်ကန်ပါဘူး။ဘာသာတရားကြောင့်မဟုတ်ပါဘူး။အနောက်နိုင်ငံသားတွေဟာဖျားလောင်းဖြစ်နိုင်ပါသလားဆိုတဲ့နေရာမှာတော့သူတို့ရဲ့လူဆိုတာပဲလူပဲဖြစ်သူတို့ရဲ့အကျင့်စရိုက်တွေသဘာဝကောင်းတဲ့လူတွေရှိပါတယ်။နောက်တိုင်းမှာလည်းအလွန်ကောင်းတဲ့လူတွေရှိတယ်။ကိုယ်ချင်းတရားကောင်းမွန်တဲ့ပုဂ္ဂိုလ်ရှိတော့ဖြစ်နိုင်ွယ်ရှိပါတယ်။ဘုရားဘာသာမထွန်းကားတဲ့အနောက်နိုင်ငံတွေကဘာကြောင့်ကမ္ဘာအင်အားကြီးနိုင်ငံဖြစ်တယ်လဲလို့မေးစူးစမ်းလို့ပါ။စူးစမ်းလို့ပါ။သူတို့က fighting for survival လေ။ဟုတ်ပါဗျာ။အများအားစူးစမ်းတာကြားဖို့ပါလိမ့်မယ်။အမေရိကန်သမိုင်းကိုကြည့်ရင်အရင်တော့အမေရိကန်နိုင်ငံကြီးကဆင်းရဲတဲ့နိုင်ငံကြီးပဲ။တမန်ပါ။သူတို့အလွန်စူးစမ်းရတယ်အလွန်စူးစမ်းသည့်အတွက်ကြောင့်ဒီအဆင့်ရောက်လာတာနှစ်ပေါင်း200လောက်စူးစမ်းမှသူတို့ဒီအဆင့်ရောက်တော့သူ့ဖြစ်လာတာမဟုတ်ဗမာပြည်ကဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံတွေကမစူးစမ်းကြတာမစူးစမ်းဘူးဆိုတာခုနအခြေအနေရတစ်ခုကြည့်မယ်ဆိုရင်အလွယ်တကူစားတော့နိုင်တဲ့ဟာတစ်ခုပါတယ်ပေါ့နော်ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံတွေဟာလောကီရေးမှာထိတ်တန်းမဖြစ်တာတွေ့ရပါတယ်ဆိုတာဒါခဏခေတ်အမြင်ကိုပြောမယ်ဆိုရင်ဂျပန်တို့လည်းတကယ်ပြောမယ်ဆိုရင်မဟာယာနဗုဒ္ဓဘာသာဂျပန်ပြည်နဲ့ဗုဒ္ဓဘာသာနဲ့ဒီဗမာပြည်ကဗုဒ္ဓဘာသာနဲ့ဂျပန်ပြည်ကဗုဒ္ဓဘာသာအရင်ကဗုဒ္ဓကိုကိုးကွယ်တယ်ဂျပန်ပြည်မှာဥရှိကုဖျားတွေကမာကုရတို့ရှိတယ်လေတမန်ဗျာဒီဖျားပဲကိုးကွယ်တာပဲတရုတ်ပြည်နဲ့ကိုးကွယ်တာပဲအဲ့တော့စီးပွားဖြစ်ခြင်းမဖြစ်ခြင်းလောကမှာထိတ်ထွန်းကားခြင်းမထွန်းကားခြင်းဟာကြိုးစားမှုနဲ့ပဲဆိုင်တယ်ဘာသာတရားနဲ့မဆိုင်နော်ဘာသာတရားနဲ့မဆိုင်ရသော်ဘုရားရဲ့အဆုံးအမကိုဒီဘုရားဘာသာတွေကဒီထေရဝါဒအခုခုနပြောတဲ့အထက်မှာဗမာတို့သီရိလင်္ကာတို့ကထေရဝါဒဘုရားဘာသာနိုင်ငံထိုင်းနိုင်ငံလည်းပဲထေရဝါဒဘုရားဘာသာကမ္ဘောဒီးယားတို့လာအိုတို့လည်းထေရဝါဒဘုရားဘာသာနိုင်ငံဒီထဲမှာချမ်းသာကြွယ်ဝဆုံးဆိုရင်တော့ထိုင်းနိုင်ငံချမ်းသာကြွယ်ဝတယ်လို့ပြောမှန်ပါဗျာဘုရားဘာသာနိုင်ငံသီရိလင်္ကာနိုင်ငံဘာလဲဘုရားဘာသာနဲ့ဘာကြောင့်မချမ်းသာတော့ဆိုသီရိလင်္ကာနိုင်ငံမှာစစ်ဖြစ်ပြီးတော့နေတာဟာအဓိကသူတို့ချမ်းသာကြွယ်ဝဖို့အတွက်တော်တော်ခက်ခဲသွားတဲ့အနေအထားမျိုးရောက်တယ်နော်အနောက်ရှက်တွေဖြစ်တယ်ပေါ့ဒီမှာအဲ့လိုမဟုတ်ဘူးဆိုရင်သူတို့လည်းချမ်းသာတဲ့နိုင်ငံဖြစ်လာနိုင်ပါတယ်ဒီမှာအဲ့ဗမာပြည်ရောပြီးမဲ့ဆိုရင်လည်းဗမာပြည်လည်းအခြေအနေကဗမာမကန်နေရဖြစ်များလာတယ်ပေါ့တစ်ချိန်တော့အရှိတောင်အာရှမှာဗမာပြည်ကတိုးတက်ဆုံးဆိုတစ်ချိန်ရှိခဲ့တယ်လေရှိခဲ့အဲ့တော့ဘုရားဘာသာဖြစ်ချင်းမဖြစ်ချင်းကြောင့်ဒီဟာနဲ့မဆိုင်ဘူးသူကအခြေအနေရဘုရားမြန်မာပြည်ဆိုလို့ရှိရင်မဟာဗျူဟာကြတယ်လို့ဆိုမဟာဗျူဟာကြတဲ့နေရာလို့ဆိုတဲ့အချိန်မှာဒုတ်တက်ကိုင်တက်ဒီဖို့လိုအပ်တယ်ပေါ့စီးပွားဥစ္စာကိုဥတည်ပြီးတော့ရှာဖို့ဖွေဖို့ဒုတ်တက်ကိုင်တက်ဖို့ဒါတွေလုံးနိုင်ပဲဆိုရင်ဗမာပြည်ကမကြခင်ချမ်းသာကြွယ်ဝလာနိုင်တဲ့အနေအထားရှိတယ်တင်ပါဗျာနော်အများကြီးချမ်းသာကြွယ်ဝလာနိုင်တဲ့နေရာရှိတယ်အားလုံးကလည်းပဲအဲ့လိုပဲ